မင်္ဂလာပါ Movie Recaps မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2014ခုနှစ်ကထပ်ရှိခဲ့တဲ့ Hercules လို့အမည်ရတဲ့ Action, Adventure, Fantasy ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Spoilers တွေပါဝင်နေတာမို့သတိထားပြီးကြည့်ရှုကြပါခင်ဗျာ BC 358မြောက်ဘက် Greek နိုင်ငံရဲ့ Macedonia ကမ်းရိုးတန်းဒေသမှာပုံပြောကောင်းသူ Iolaus ဟာပင်လယ်ဓားပြရီရဲ့ဖန်ဆီးခြင်းကိုခံထားရပြီးသူ့ရဲ့ဦးလေးဖြစ်သူ Hercules အကြောင်းဒနာယီပုံမြင်တွေကိုပြောပြရင်အချိန်ဆွဲဖို့ကြိုးစားနေပါတယ် Hercules ရဲ့ဖခင်ဟာနတ်တော်သခင် Zeus နတ်မင်းကြီးလို့ခေါ်တဲ့ Zeus ဖြစ်ပြီးမိခင်ကတော့လူသားအမျိုးသမီး Alcmene ဖြစ်ပါတယ်ဇူးနမင်းကြီးရဲ့မိဖုရားဟေရာဟာသူတို့ညီယောက်ကနေတရားမှုဝင်ရရှိခဲ့တဲ့တားဖြစ်သူ Hercules ကိုစော်ကားမှုတစ်ခုလိုသဘောထားပြီးတပ်ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Hercules ကတော့သူ့ဖခင်လိုပဲခွန်အားကြီးမားပြီးဘယ်သူမှမရှင်နိုင်သူဖြစ်လာခဲ့ပါတယ်။သူ့အရွယ်ရောက်လာတဲ့အခါမှာတော့နတ်ဖျားတွေကသူ့ကိုလုပ်ငန်းတာဝန်12ရက်လို့ခေါ်တဲ့12 labors ကိုလှုပ်ဆောင်ခိုင်းခဲ့ပြီးအားလုံးအောင်မြင်ခဲ့ရင် Hera ကသူ့ကိုအေးအေးချမ်းချမ်းနေထိုင်ခွင့်ပေးမယ်လို့ဆိုပါတယ်။သူဟာခေါင်းအများကြီးပါတဲ့ Hydra မွေနဂါကြီးတောဝက်ကြီးတွေနဲ့နီမီယန်ချင်းတေကြီးလိုမျိုးအင်အားကြီးတဲ့တတ္တဝါဆိုးတွေကိုတိုက်ခိုက်ခဲ့ရပါတယ်။အဲ့ဒီချင်းတေကြီးရဲ့အရေးခွင်ကအယောင်မာကြောပြီးဘယ်လက်နက်နဲ့မှထိုးဖောက်လို့မရတဲ့အတွက် Hercules ကသူ့ရဲ့လက်ပလာတတ်တတ်နဲ့ပဲတတ်ဖြတ်ခဲ့ရပါတယ်။ပင်လယ်ဓားပြတွေကတော့ Iolaus ဘလော့တဲ့ပုံပြင်တစ်ခုကိုမှမယုံပဲစိတ်မဝင်စားကြပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Hercules ကချင်းတေရေခွင်ကိုခေါင်းမှာဆောင်းပြီး Iolaus ကိုကယ်တင်ဖို့ရောက်လာပါတယ်။ဓားပြတွေကတော့သူတို့ဘက်မှာလူ40ရှိတာမို့လို့မကြောက်ကြပါဘူး။ဒါပေမဲ့လူအင်အားဆိုတာအလကားပါပဲ Hercules ကတယောက်တည်းတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒါအပြင်သူတယောက်တည်းလာတာမဟုတ်ပါဘူး။သူ့ရဲ့အဖွဲ့သားတွေလည်းပါလာပါတယ်။သူတို့ကတော့အနာဂတ်ကိုမြင်နိုင်စွမ်းရှိသူ Amphiaraus, Thaco Autolycus, တောရိုင်းစစ်သည် Tydeus နဲ့ Amazon လေးတဲ့တော် Atalanta အပဲဖြစ်ပါတယ်။ဒီကျေးစားစစ်သည်အဖွဲ့ဟာပင်လယ်ဓားပြတွေကိုလွယ်လွယ်ကူကူပဲနှိမ့်နှင်းလိုက်သည့် Iolaus ကိုကယ်တင်နိုင်ခဲ့ပါတယ်။သူတို့ရရှိမဲ့စုသင်းငွေအတွက်လူကောင်းတွေကိုရေကပ်ပြီးတဲ့နောက်မှာ Autolycus ကလူတွေပိုယုံလာအောင် Hercules ရဲ့ဇလန်းကိုပိုချက်ကားပြီးပြောဖို့ Iolaus ကိုပြောပါတယ်။ဒီအချိန်မှာပဲ Amphiaraus ကမိတောက်တွေထဲကနေနမိတ်တစ်ခုကိုမြင်လိုက်ပါတယ်။ချင်းတေးတဲ့ကြီးကန်းကကောင်ဟာထူးဆန်းတဲ့မဟာမိတ်ဖွဲ့ပြီးလူသေးအလောင်းတွေပုံနေတဲ့ပင်လယ်ပြင်ကြီးကိုဖျက်ကျောတိုက်ခိုက်ကြလိမ့်မယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာသူတို့ရဲ့အဖွဲ့ဟာအောင်ပွဲခံလို့ဘားတစ်ခုကိုရောက်သွားကြပါတယ်။ Hercules ကပင်လယ်ရချောက်တိုင်းပြည်တွေကိုတွားပြီးအေးချမ်းချမ်းနေခြင်းကြောင့်သူ့ရဲ့ဒေါသကိုထိန်းချုပ်ပေးနိုင်တဲ့တဦးဒီတို Tydeus ကိုပါခေါ်သွားခြင်းကြောင့်ကို Autolycus ကိုပြောပြနေပါတယ်။ရုတ်တရက်စတီစုတစုနဲ့ Thisbe ကမင်းသမီး Arginia တို့ဝင်လာတော့ဘားတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။မင်းသမီးကသူမရဲ့ဖခင်ဖြစ်သူထံကကမ်းလှမ်းမှုကိုနားထောင်ဖို့အတွက် Hercules နဲ့သူ့အဖွဲ့ကိုနန်းစော်စီလိုက်ခဲ့ဖို့ဖိတ်ခေါ်ပြီးရွှေအများကြီးပေးမယ်လို့ကတိပြုပါတယ်။ Iolaus ကစစ်တီရဲ့ဒိုင်းကမှာကြီးကန်းပုံပါတာကိုတတိထားလိုက်မိပြီး Hercules ရဲ့စင်ကေသားကချင်းထိထစ်တာကြောင့်ဒါက Amphiaraus ရဲ့နမိတ်နဲ့ကိုညီနေပါတယ်။သူတို့နန်းစော်ကိုရောက်တဲ့အခါမှာ Hercules ကတရံတွေအနောက်မှာဒုက္ခသည်တွေအများကြီးရှိနေတာကိုတွေးလိုက်ရပါတယ်။သူတို့ကို Thrace စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ် Cycles နဲ့ Aegina ရဲ့သားဖြစ်သူ Ares တို့ကကြိုဆိုပါတယ်။ဗိုလ်ချုပ်ကတော့ Hercules ရခလာတာကိုတိတ်ဘဝင်မကြပဲခလေးလီ Ares ကတော့ Hercules ရဲ့ပရိသတ်ဖြစ်ပြီးဇလန်းအကွန်တိနေသူဖြစ်ပါတယ်။နန်းစော်တဲကိုလီကားတဲ့အတိုင်းတက်ကွာရင်းနဲ့ Hercules ဟာလွန်ခဲ့တဲ့3နှစ်ကထိရက်တစ်ခုကိုပြန်တရိရသွားပါတယ်။အဲ့ဒီတုန်းက18ဘီယန် Eurystheus အတွက်ပုတ်တင်အောင်ဥထုတ်ဆောင်နေတဲ့လူတွေကို Hydra တတ္တဝါအမျက်နဲ့တပ်ဖြတ်ခဲ့ပြီးဘယင်ကလူအုပ်ကလေးရှိမှသူ့ကိုတရွယ်ကောအမြင့်ကျင်းရခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအမတ်တရက်တွေဟာသူ့ရဲ့မိန်းမနဲ့ကလေးတွေအသက်ခံလိုက်တဲ့ပုံရိပ်တွေပေါ်လာတဲ့အခါမှာတော့စိုးရွားထားပါတယ်။ Hercules ကအဲ့ဒီအတွေးတွေကိုလစ်ရှူရှူပြီးလက်ရှိအခြေအနေကိုပဲအာယုံစိုက်ဖို့ကြိုးစားလိုက်ပါတယ်။သူတို့အဖွဲ့ဟာ Thrace ဘယင် Lord Cotys နဲ့တွေ့ဆုံပါတယ်။
Curtis က Amphiarus ကိုသူ့ကိုယ်ပိုင်တေမဲ့နေ့ကလွဲပြီးဘာမှကြိုးမမြင်နိုင်ဘူးလို့လောင်ပြောင်တယ်လို့ Atlanta ကိုလည်းမင်းကလေးဖြစ်နေတာကြောင့်အထင်သေးတဲ့ပုံစံပြောဆိုပါတယ်။ဒါပေမဲ့ Atlanta ကအဆောက်တွေရဲ့ဥထုပ်တွေကိုများနဲ့ပြစ်ချပြီးအရွယ်အသွင်းချက်ချင်းပဲတက်တည်ပြလိုက်ပါတယ်။ဘရင်ကသူတို့ကိုညစာစားဖို့ဖိတ်ခေါ်ပြီးတိုက်ပြည်ရဲ့ပြဿနာကိုရှင်းပြပါတယ်။ Recess လို့ခေါ်တဲ့စစ်ဘရင်တဦးဟာ Centaur တွေလူတစ်ပိုက်မွင်းတစ်ပိုက်စစ်ရက်ကလေးနဲ့တိုင်းပြည်ကိုပြည်တွင်းစစ်ဖြစ်အောင်လုပ်နေတာဖြစ်ပါတယ်။ Curtis က Recess ရွာတွေကိုမီးရှို့လို့ထပ်ကြီးလာရတဲ့ဒုက္ခသည်တွေကိုပြပြီးသူ့မှာစစ်သားများစုရှုံးထားတာကြောင့်လယ်သမားတွေကိုစစ်တပ်ဖွဲ့ထားတဲ့ကြောင်းပြောပါတယ်။ဘရင်နဲ့သူ့သမီးတို့ကတိုင်းပြည်ငိမ့်ချမ်းဤအသက်ဆိုပြီးပြောဆိုစည်းစုံလာကြောင်း Hercules လည်းဒီအလုပ်ကိုလက်ခံလိုက်ပါတယ်။နောက်တစ်နေ့မှာပဲ Hercules နဲ့အဖွဲ့ကလယ်သမားတွေကိုစစ်တီတွေအဖြစ်စတင်လေ့ကျင့်ပေးပါတော့တယ်။နာယီအနှဲငယ်အကြာမှာ Hercules က Curtis နဲ့ထပ်တွေ့ပြီးကင်းထောက်ဖီးရဲ့စီကနေ Recess အကြောင်းသတင်းရလိုက်ပါတယ်။ Recess ဟာ6ရက်ထဲမှာ Bahidi Thrace မှာရှိတဲ့ Bessi လူမျိုးတိုင်းကိုတိုက်ခိုက်တော့မယ်လို့ဆိုပါတယ်။ Curtis ကသူတို့ကိုအခုပဲသွားတိုက်ချင်နေပေမဲ့ Hercules ကတော့စစ်တပ်ကိုလေ့ကျင့်ချိန်ပိုလိုတယ်လို့ညင်းဆန်ပါတယ်။ဒါပေမဲ့ Curtis ကနားမထောင်ပဲနောက်ထပ်နေ့မှာချီတက်မယ်လို့အမိန့်ပေးလိုက်ပါတယ်။ညနေပိုင်းမှာ Hercules ဟာ Atlanta ကိုဘိုးချုပ် Cyclades ရဲ့အနောက်ရှက်ကနေကူညီပေးပြီးတဲ့နောက်မှာခလေးလေး Arius က Tydeus အိတ်နေစဲဒီခိုးသွားတာကိုတွေ့လိုက်ရပါတယ်။ Hercules ကခလေးကိုခေါ်ထုတ်လာပြီး Tydeus အကြောင်းရှင်းပြပါတယ်။ Tydeus ဟာစစ်ပွဲကြားမှာမွေးဖွားခဲ့ပြီး Hercules တွေ့တော့ကလူထက်တရစ္ဆာန်နဲ့ပိုတူနေတာကြောင့်သူမြင်နေတာတစ်ခုကြောင့်စိတ်တန်ရာရပြီးစကားမပြောတော့ကြောင်းပြောပါတယ်။ဒါအပြင် Hercules က Arius ကို Nemean ချင်းတဲ့ရဲ့အဆွင်ကိုလက်ဆောင်ပေးလိုက်ပါတယ်။နောက်ထပ်နေ့မနက်မှာစစ်တပ်ကချီတက်ဖို့ပြင်ဆင်ကြပြီး Iolaus ကစစ်ပွဲတိုက်ချင်လို့ခိုးလိုက်လာတာကို Hercules ကတွေ့လိုက်ရပါတယ်။ Hercules ကသူ့ကိုစစ်တီမဟုတ်ပဲပုံပြောသူပဲထစ်တာကြောင့်တတိပေးပြီးဘရင် Curtis ရဲ့မွေးရထားဖော်ကိုပို့လိုက်ပါတယ်။ Bessi ရွာကိုရောက်တဲ့အခါမှာတော့နောက်ကျသွားပါပြီ။ Recess ကရွာတစ်ခုလုံးကိုဖျက်ဆီးသွားပြီးအလောင်းတွေပုံနေတာက Amphiarus ရဲ့နမိတ်အတိုင်းပါပဲ။ထူးခြားတာတစ်ခုကတော့အချို့အလောင်းတွေကပုတ်ပွားနေပေမဲ့အချို့ကလက်ဆက်တုံးပါပဲ။ရုတ်တရက်အဲ့ဒီလက်ဆက်တဲ့အလောင်းတွေကထပြီးသူတို့ကိုတိုက်ခိုက်လာပါတော့တယ်။ဒါကထောင်ကျိုက်တစ်ခုပါ။ Bessi လူမျိုးတိုင်းဟာ Recess ရဲ့ထင်းချို့အောင်မှာရှိနေတယ်လို့ထင်ပြီး Hercules နဲ့သူတို့ပြန်တိုက်ခိုက်ကြပါတယ်။လူမျိုးတိုင်းခေါင်းဆောင်က Hercules ကိုစင်ခေါ်တဲ့အခါ Hercules က Atlanta ရဲ့မြားထစ်ကိုချိုးပြီးလက်ထဲမှာကိုင်ကထိုးတက်လိုက်ပေမဲ့ Iolaus ရဲ့ပုံပြောကောင်းမှုကြောင့်လက်ထွေးနဲ့ထိုးတက်လိုက်တယ်လို့မျိုးဖြစ်လာပြီးစစ်တီလီစိတ်တက်တက်မြွာသွားကြပါတယ်။တကယ်တိုက်ပွဲစတင်တဲ့အခါရန်သူတွေကများစွန်းလို့ဒိုင်းကားတန်ကြီးကျုံးပြတ်သွားပါတယ်။ဒါကြောင့် Hercules နဲ့ Amphiarus ကမြင်းရထားအနေနဲ့ရန်သူတွေကိုတိုက်ခိုက်ပြီးလမ်းဖွင့်ပေးလိုက်မှစစ်တီတွေဝင်တိုက်နိုင်ပြီးအနိုင်ရသွားပါတယ်။ Recess ကိုတော့မတွေ့ရပါဘူး။ Hercules ကစစ်တပ်အထီးခိုက်များတာလေ့ကျင့်ချိန်မလုံလောက်ကြောင်းဘရင်ကိုပြောပြီးလေ့ကျင့်ဖို့အချိန်ပိုတောင်းလိုက်ပါတယ်။တကယ်တမ်းကိန်းထောင် Phineas ကထောင်ကျက်ထဲခေါ်သွားခဲ့တာပါ။ Autolycus က Phineas ကိုချိန်မြောက်ပြီးနောက်တစ်ခါအမှားမလုပ်ဖို့တတိပေးလိုက်ပါတယ်။မင်းသမီး Eugenia ကရောက်လာပြီးဒဏ်ရာရထားတဲ့ Hercules ကိုကုသပေးပါတယ်။ Hercules အိတ်သွားတဲ့အခါမှာသူ့မိန်းမနဲ့ကလေးတွေအသက်ခံလိုက်တုန်းကဘရင် Eurystheus ကသူ့ကိုပြင်းနှင်တန်ပေးခဲ့တဲ့အိမ်မက်ဆိုးကိုမှတ်သွားပါတယ်။သူနိုးလာတဲ့အခါတောထဲမှာကလေးရည်တန်ရလို့လိုက်သွားတော့သူ့ရဲ့တေဆုံးနေတဲ့မိသားစုကိုတွေ့ပြီးခေါင်းသုံးလုံးပါတဲ့ Cabaret ခွေးကြီးကသူတို့ကိုစားနေတာမြင်လိုက်ရပါတယ်။သူတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပေမဲ့ Tydeus ရောက်လာပြီးတတိပေးလိုက်မှာဒါတွေကစိတ်ရအောင်ထင်ရောင်ရနေကြမယ်ထိလိုက်ရပါတယ်။ Amphiarus က Hercules ကိုဒီနောက်ဆုံးတာဝန် labor ကိုပြီးမြောက်အောင်လုပ်ပြီးငိမ့်ချမ်းရေးရှာဖို့အကြံပေးပေမဲ့ Hercules ကသူ့ယူနေတဲ့လူပဲထင်နေပါတယ်။အဖွဲ့သားတွေကမင်းသမီး Eugenia ကိုအမှန်တရားရှင်းပြပါတယ်။ Hercules မိန်းမကလေးတွေအသက်ခံခဲ့တဲ့အခါဘယ်သူမှအဖြစ်မှန်ကိုမသိကြောင်း Hercules ကိုအလောင်းတွေကြားမှာတွေ့ထည့်ပေမဲ့သူဘာမှမမှတ်မိကြောင်းသူတို့အဖွဲ့ကအလုပ်ရကိုအတွက်ဒနာယူပုံမြင်တွေကိုလိုက်ရော်ပြီးပြောနေကြကြောင်းပြောဆိုပါတယ်။ Hercules နဲ့အဖွဲ့က Curtis ရဲ့စစ်တပ်ကိုတေချာလေ့ကျင့်ပေးပါတယ်
နောက်ဆုံးမှာ Recess က Mount Asticus အနားမှာရှိတယ်လို့သတင်းရပြီးချီတက်ကြွကြပါတယ်။သူတို့ရောက်သွားတဲ့အခါရန်သူစခန်းကိုမတွေ့ပဲ Recess ရဲ့စစ်တပ်ကရောက်လာပါတယ်။ Centaur တယ်လို့ထင်ပေမဲ့တကယ်တမ်းကျတော့လူတွေကမြင်းစည်းထားတဲ့အရေးမြင်းစည်းတစ်ခုသာဖြစ်နေပါတယ်။ Recess နဲ့တစ္ဆာဖောက် Phineas တို့ထွက်လာပြီးလက်နက်ချဖို့ပြောပေမဲ့ Curtis ကမြင်းဆန်လိုက်ပါတယ်။တိုက်ပွဲစတဲ့အခါ Hercules ဘက်ကစစ်တပ်ကပိုပြီးစနစ်တကျဖြစ်တာကြောင့်အသာစီးရပါတယ်။ Atalanta တို့ကလည်းတောထဲကနေခြုံခိုတိုက်ခိုက်ကြပါတယ်။ Recess က Hercules ကိုတိုက်ခိုက်ပေမဲ့ Hercules ကသူ့ကိုမြင်းပေါ်ကနေလှဲကြပြီးဖမ်းဆီးလိုက်နိုင်ပါတယ်။နန်းစော်ကိုပြန်ရောက်တော့ Recess ကိုတန်ကြိုးတောက်ပြီးလောင်ပြောင်ကြပါတယ်။ Recess က Curtis ဟာတကယ်လက်သေးတရားခံထပြီးရွာဒီကိုမီးရှို့တာ Curtis ထစ်တဲ့ကြောင်း Hercules ကိုပြောပါတယ်။မင်းသမီး Eugenia ကလည်းဒါကအမှန်ဖြစ်တဲ့ကြောင်းသူမခင်ရင်ဖြစ်တဲ့ဘရင်အစည်းကို Curtis ကအစိတ်ခေါက်တတ်ထဲပြီးထီးနှံလွတ်ခဲ့တာကြောင်း သူမရဲ့တားလီ Arius ကိုတတ်မယ်လုံးချင်းချောက်ထားလို့ငြိမ်နေရကြောင်းဝန်ခံပါတယ်။ Hercules က Curtis ကိုတွားရောက်ရင်ဆိုင်ပေမဲ့ Curtis ကသူတို့ကိုငွေပေးပြီးမောင်းထုတ်လိုက်ပါတယ်။ Autolycus ကရွှေတွေယူပြီးထွန့်သွားပေမဲ့ကြံတဲ့အဖွဲ့သားတွေကတော့ Thisbe ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နန်းတော်ထဲပြန်ဝင်တဲ့အခါဖမ်းဆီးခံလိုက်ရပါတယ်။ Curtis ဟာ 18 ဘီယံ Eurystheus နဲ့ပူးပေါင်းထားတာဖြစ်ပါတယ်။မိအောက်ခန်းထဲမှာ Hercules တတိရလာတော့ Severus ခွေကြီးကိုမေးအောင်ပေမဲ့တကယ်တမ်းကျတော့ဝန်ပုလူတုံကောင်ထီပါတယ်။လွန်ခဲ့တဲ့3နှစ်ကသူ့မိသားစုကိုတက်ခဲ့လာဒီဝန်ပုလူတွေဖြစ်ပြီး Eurystheus က Hercules ကိုဆေးခတ်ထားခဲ့တာပါ။ Hercules ကိုလူတွေကဖျားသဝေကိုးကွယ်လာမှာကိုစိုးရင်လို့ Eurystheus ကအခုလိုလုပ်ခဲ့တာဖြစ်ပါတယ်။ Eugenia ကိုတပ်ဖို့ခေါ်ထုတ်သွားတဲ့အချိန်မှာ Hercules ကသူ့ရဲ့အင်အားတွေကိုတုံးပြီးတန်ကြိုးတွေကိုဖျက်တောက်လိုက်ပါတယ်။ Eugenia ကလောင်အိမ်တကားတွေကိုဖွင့်ပေးပြီး Hercules ကဝန်ပုလူ3ကောင်လုံးကိုလက်ဖလားနဲ့တပ်ဖြတ်လိုက်ပါတယ်။ဒါဟာသူ့ရဲ့နောက်ဆုံးတာဝန်ပြီးမြောက်သွားတာပါပဲ။သူတို့အဖွဲ့ဟာထောင်ကလွတ်လာပြီးစစ်သားတွေကိုတိုက်ခိုက်ကြပါတယ်။ Hercules က Eurystheus ကိုလိုက်ဖမ်းပြီးသူ့ရဲ့မိသားစုအတွက်လက်စားချေတဲ့အနေနဲ့ဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ Cetacles က Hercules ကိုနောက်ကနေတပ်ဖို့လုပ်ပေမဲ့ Iolaus ကဝင်ကယ်လိုက်ပြီး Cetacles ကိုတတ်လိုက်ပါတယ်။သူတို့အပြင်ထွက်လာတော့ Curtis နဲ့စစ်တပ်ကြီးကစောင့်နေပြီး Arius ကိုဓာတ်စကန်လှုပ်ထားပါတယ်။ရုတ်တရက် Autolycus ပြန်ရောက်လာပြီးဓာတ်နဲ့ပစ်ပေါက်ကကူညီပေးပါတယ်။တိုက်ပွဲဖြစ်ပွားပြီး Titius က Arius ကိုကာကွယ်ရင်းမြားဝင်မှန်ပြီးတေဆုံးသွားပါတယ်။ Hercules က Hera နက်ဗျူကမှရုပ်တူကြီးကိုတွန်းလဲလိုက်ပြီးစစ်တီအများအပြားနဲ့ Curtis ဘရင်ကိုပါဖိတက်လိုက်နိုင်ပါတယ်။ဘရင်တည်သွားတဲ့အခါစစ်တီတွေအားလုံးက Hercules ကိုဒူးထောင်ပြီးတရေကောင်းအဖြစ်အတိအမှတ်ဥညွတ်လိုက်ကြတော့တာပါပဲ။